ဘာလို့ဝန်ထမ်းတစ်တွေကခဏလေးနဲ့အလုပ်ထပ်သွားရတာလဲအေးချင်းတွေရှိရတာနဲ့哦အလုံးမလုံးချင်လို့များလားမသိဘူး အလုပ်ဖြေရများလည်းပါမယ်ထင်တယ်နော် ပြဿနာကဘာကြောင့်လဲဒီနေ့ကတော့ကျမရဲ့ပထမဆုံးလုပ်တဲ့ရမယ့်နေ့ဆိုတော့ရခုံပြီးစိတ်လှုပ်ရှားမိတယ်အဲ့လိုနဲ့ရုံရောက်သွားတဲ့အခါရုံကလူတွေကလှုပ်ရှုပ်နေကြသလိုပဲကျမဘယ်ကိုသွားရမလဲမသိနေသလိုဘာဆက်လုပ်ရမှန်းလည်းမသိပဲနေရာမှာရက်နေမိတယ်ဘယ်သူငါ့ကိုလာခေါ်မှလည်းမသိဘူးကံကောင်းစွာနဲ့ကျမအကြာကြီးရက်နေရတာကိုတယောက်ယောက်မြင်သွားတဲ့ထင်ပါရဲ့တာဝန်ရှိတဲ့လူတယောက်ရောက်လာပြီးကျမရဲ့အလုပ်နေရာစီကိုညွှန်ပြပေးခဲ့တယ်ဒီမှာထိုင်လို့ရရနော်ခဏနေညီမတောင်ရမယ့်ဌာနထဲကစီနီယာတယောက်လာပြီးတော့အလုပ်ကြောင်းရှင်းပြပေးပါလိမ့်မယ်ကျမလည်းနားလေကြောင်ခေါင်းငိမ်ရင်လာရှင်းပြပေးမယ့်စီနီယာကိုဆက်ဆောက်နေခဲ့ပါတယ်အချိန်တွေကုန်လွန်သွားခဲ့ပေမဲ့စီနီယာတယောက်မှကျမစီကိုရောက်မလာခဲ့ပါဘူးကျမဘေးပဝင်းစင်မှာတော့သူတို့တွေကရီမမော့စကားတွေပြောနေကြတယ်သူတို့စကားဝိုင်းနဲ့ဘလို့ဝင်ပါရမလဲကျမမသိသလိုအရန်ကြီးမသိသေးဘဲနဲ့သွားခင်မင်ပြနေရင်ရောအဆင်ပြေပါမလားလို့ကျမတွေးမိတယ်ဒီတိုင်းပဲဆက်ဆောက်နေလိုက်အောင်မယ်ခဏနေစီနီယာလာပြီးလုပ်တွေရှင်းပြတဲ့အခါငါနဲ့တူလုံးမဲ့ဖွဲ့ဝင်တွေလည်းရှိလာမှာပဲသူတို့နဲ့ခင်အောင်နေရမယ်နေ့ရက်ထမင်းစားချိန်နားလောက်မှာရီမောပြောဆိုနေကြတဲ့အဖွဲ့တွေကအကိုတယောက်ရောက်လာခဲ့တယ်။သူကကျမလုပ်ရမယ့်အလုပ်တွေကိုရှင်းပြပေးမယ့်စီနီယာပါတဲ့။သူကပြောလာခဲ့တယ် ဒါကကိုလိုကူလက်ရှိလုပ်နေတဲ့ project တွေပထမဆုံးလုပ်ဝင်တဲ့နေ့ဆိုတော့နားလည်အောင်ကြည့်ထားပြီးရပြီနော်မရှင်းနိုင်ရှင်းတော့လာမေးလို့ရတယ် ။သူကပြောရင်ကျမခေါင်းငိမ့်ပြတာနဲ့ထွက်သွားခဲ့တယ်။ကျမလည်း project တွေကိုလေ့လာရင်းနဲ့ထမင်းစားချိန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ထမင်းစားချိန်ရောက်တဲ့အခါဝမ်းနည်းစရာပြဿနာတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်။ဘယ်သူမှကျမကိုထမင်းစားဖို့လာမခေါ်ခဲ့တာပါပဲ။သူတို့ထွက်သွားကြတာကိုကျမတွေးခဲ့ပြီးမဲ့သူတို့ထမင်းသွားစားနေကြရဲဆိုတော့ကျမမရိပ်မိခဲ့ပါဘူး။ကျမ project ကိုလေ့လာပြီးတဲ့အချိန်မှာတော့ထမင်းစားချိန်ဟာတဝက်ကျိုးကိုရောက်နေခဲ့ပါပြီ။ကျမဘီနာဖြတ်သွားတဲ့အမကိုကြည့်ပြီးအတန်တူတူနဲ့မေးလိုက်မိတယ်။ဟိုလေအမထမင်းမစားကြသေးဘူးလားရှင်သူတို့ပြန်ဖြေခဲ့တဲ့ဖြေကကျမကိုအံ့အားသင့်သွားစေခဲ့ပါတယ်စားပြီးပါပြီတဲ့ဒါဆိုရင်ကျမရောပထမဆုံးနေ့ဆိုတော့လေဒါမျိုးကဖြစ်တတ်ပါတယ်ကျမတယောက်တည်းစားခဲ့ပြီးကြည်ပြီးသား project ကိုနောက်တစ်ချိန်ချက်လေ့လာနေခဲ့ကံကောင်းစွာနဲ့ပဲကျမတစ်နေ့လုံးစီနီယာအကိုကလွဲလို့တခြားဘသူနဲ့မှခင်ခင်မင်မင်စကားမပြောခဲ့ရပါဘူးနောက်နေ့ကျရင်တော့ဆင်ပြေသွားမှာပါလေငါနဲ့ပေါင်းတဲ့လူတွေရှိလာမှာပဲငါ့ကိုကြိုးစုံတဲ့လူတွေဒါပေမဲ့နောက်တစ်နေ့ရောက်လာခဲ့တဲ့အချိန်မှာလဲဘသူမှစကားလာမပြောခဲ့ပါဘူးပထမနေ့ကစကားလာပြောခဲ့တဲ့စီနီယာအကိုကတော့အထက်ကဘာမှမခိုင်းသေးလို့အရင်ဟာလေးပဲလှုပ်ထားပေးပါအောင်လို့ပြောသွားပြီးတော့ကျမကိုထားခဲ့ပါတယ်ကျမဘေးပက်ပက်လေကိုကြည့်နေခဲ့မိတယ်။အားလုံးကရီမောပျော်ရွှင်နေကြတဲ့ပုံပဲ။ကျမလည်းသူတို့နဲ့အတူတူစကားတွေပြောရင်းနဲ့ကုမ္ပဏီအကြောင်းမေးကြည့်ချင်ခဲ့မိတယ်။တကယ်ချင်းမိတ်ဆွေတွေထားပြီးတော့အတူတူရီမောအလုပ်လုပ်ချင်မိတယ်။အဲ့ဒီလိုနဲ့တတိယနေ့စရုပ်ထားနေ့ဖြစ်စမနေ့ကျမဘယ်လိုလုပ်ရပါမလဲ။ရုံးမှာလူပိုကြီးများဖြစ်နေပြီလားကံကောင်းစွာနဲ့ပဲအစမ်းခန့်3လလုံးလေ့လာရင်းနဲ့အချိန်တွေကုန်ဆုံးနေခဲ့ရပါတယ်ရုံးကလူတွေနဲ့ပေါင်းတင်မှုကပိုခက်ခဲလာခဲ့တယ်ကျမအရန်အထီးကျက်တာပဲဘယ်လိုလုပ်တယ်လဲလုံးမပြောတော့တလို့ပါပဲထွက်သွားခြင်းလိုက်တာ
ကျမစောင့်နေရင်နဲ့ခဏလောက်ကြာတဲ့အခါစီနီယာကိုကြီးတယောက်ရောက်လာခဲ့ပါတယ် ညီမလေးဒါလေးကိုအရင်နားလည်အောင်ကြည့်ထားပြီနော်နေ့လေစာနားခြင်းပြီးရင်ဟိုဘက်ကအမဟုတ်ဖွဲ့ဝင်ရမှာဆိုတော့မရှင်းနိုင်ရှင်ဖွဲ့တဲ့စီနီယာတော့မေးထားပေါ့ ကျမကောင်းငင်ရင်စီနီယာအကိုညွန်ပြတဲ့အမရှိအောင်ကြည့်လိုက်မိတယ်အဲ့ဒီမှာကျမကိုရီပြတော့ကျမလည်းပြန်ပြုံးပြလိုက်မိတယ်โอเคတို့လုံးမရှုပ်စေရအောင်တေချာလေးလာထားရမယ်ထမင်းစားချိန်ရောက်တဲ့အခါကျမဝင်ရမယ့်အဖွဲ့တွေကစီနီယာတွေကအတူတူစားဖို့လာခေါ်ကြတယ်ထမင်းစားရင်လည်းကျမလေးလာနေရအဆင်ပြေလားလို့မေးကြတယ်ကျမရှေ့မှာပြုံးရည်နေတဲ့လူတွေကိုကြည့်ရင်တွေးလိုက်မိတယ်ငါလည်းသူတို့တွေကတယောက်ဖြစ်လာပြီပဲပထမနေ့မှာအဖွဲ့ရဲဝင်ဆက်နိုင်ခဲ့ပါတယ်နောက်တစ်နေ့ရုံးရောက်သွားတဲ့အခါမှာတော့လှုပ်ဖို့ကင်ဘက်တွေကကျမကိုလာနှုတ်ဆက်ကြတယ်ပြီးတော့ရုံးရဲ့ဖွဲ့စည်းပုံတွေနဲ့စီမင်းစည်းကမ်းလေးတွေရှင်းပြပေးတယ်အကောင်လုံးကပြုံးရည်နေကြတာပါပဲကျမလည်းဘေးပတ်ဝန်းကျင်ကအပြုံးတွေကိုကြည့်ရင်လည်းပြန်ပြုံးပြလိုက်ပါတယ်အစပိုင်းတော့နည်းနည်းအနေစိမ့်နိုင်ပေမဲ့နောက်ပိုင်းအတူရှိရမယ့်ကာလကြာလာတဲ့အခါရုံးထဲကလူတွေနဲ့တငယ်ချင်းတွေလိုမျိုးခင်မင်လာနိုင်လောက်ပါတယ်။နောက်လာမယ့်နေ့ရက်တွေမှာလည်းအခက်အခဲတွေအတူတူဖြေရှင်းနဲ့ပျော်ရွှင်တဲ့နာဂတ်လေးရလာနိုင်မှာပါ။ကျွန်မအဲ့ဒီလိုနာဂတ်လေးကိုစောင့်မျှော်နေမိပါပြီ။